မင်္ဂလာပါရှင် Digital Kit အစီအစဉ်ကနေကြိုဆိုပါရစေကျွန်မသီတာပါမင်္ဂလာပါဗျကျွန်တော်ကိုကျော်ပါဒီနေ့မှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တီးတန့်ဖန်တီးထားတဲ့လူမှုကွန်ရက် social network တခုအကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်အဲ့ဒါကတော့ရွှေ cloud.com ပဲဖြစ်ပါတယ်ဟုတ်လားရွှေ cloud ဆိုတော့နမိတ်လေးကရွှေဆိုတဲ့မြန်မာမှုလည်းပါတယ်လို့ cloud ဆိုတဲ့နီးပညာစင်တာလည်းပါတာပဲเนาะဒါပေမဲ့ကိုကျော်ရေကျမတို့စီမှာ Facebook တို့လိုနိုင်ငံခြား platform တွေရှိနေတာပဲလीဘာလို့ကိုယ်နိုင်ငံက platform ကိုပုံတင်တာလဲကောင်းတယ်မေးခုံးမှာမသိတာနိုင်ငံတကာ platform တွေကကောင်းပေမဲ့တခါတလေချရေကျွန်တော်တို့စီကအကောင့်တွေအကြောင်းမဲ့ပိတ်ခံရတာတို့ကျွန်တော်တို့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့စီးကမ်းချက်တွေရှိနေတာလို့ကြုံရတတ်တယ်ရွှေကလောက်ချတော့မြန်မာ for မြန်မာတို့အထွတ်မြန်မာလူမှုကွန်ရက်ဆိုတဲ့အတိုင်းကျွန်တော်တို့အချင်းချင်းလွတ်လပ်စွာဆက်သွယ်နိုင်ဖို့ရည်ရွယ်ထားတာပါသဘောကျစရာပဲနော်ဒါဆိုရွှေကလောက်မှာဘာတွေလုပ်လို့ရလဲရှင်သုံးရတာရောခက်လားသုံးရတာလုံးဝမခက်ပါဘူးကျွန်တော်တို့ရင်းနှီးပြီးသားပုံစံတိုင်းပါပဲ1 news feed ပငယ်ချင်းတွေရဲ့ post တွေကိုကြည့်မယ် like comment ပေးမယ်2 pages and groups ကိုစီဝါးရေးအတွက် page တွေထောင်လို့ရတယ်လို့ဝါသနာတို့တငယ်ချင်းတွေဆိုပြီး group တွေဖွဲ့လို့ရတယ်3 blogs ဒါကထူးကြတယ်စာရေးဝါသနာပါသူတွေအတွက်စောင်းမရှိတွေရေးသားနိုင်တဲ့ blog စနစ်ပါဝင်ပါတယ် blog ရေးလို့ရတယ်ဆိုတာကောင်းလိုက်တာအခုနောက်ပိုင်း content creator တွေများလာတော့ကိုယ့်ရဲ့ဗဟုသုတတွေကိုပြန်မျှဝေဖို့နေရာကောင်းတစ်ခုဖြစ်လာမှာပဲเนาะမှန်ပါတယ်နောက်ပြီးရွှေကလောက်ရဲ့အားသာချက်က data privacy လို့ခေါ်တဲ့အချက်လက်လုံခြုံမှုပါကိုယ့် data တွေကိုနိုင်ငံခြားကုမ္ပဏီကြီးတွေကရောင်းစားမှာကိုစိုးရိမ်စရာမလိုဘူးကိုယ့်နိုင်ငံသားအချင်းချင်းတိစောက်ထားတဲ့ community ဖြစ်တဲ့အတွက်ပိုပြီးနှွေးထွေမှုရှိတယ်ဒါနဲ့ကိုကျော်ရေစီးပွားရေးသမားတွေအတွက်ကောဥပမာဈေးရောင်းချင်တဲ့သူတွေအတွက်ပေါ့ရတာပေါ့ရွှေကလောက်မှာကိုယ့်ထုတ်ကုန်တွေကိုတင်ပြီးရောင်းချနိုင်တဲ့ market နေရာတွေ page တွေထောင်ပြီးကြောင်ညာနိုင်တဲ့အခွင့်အရေးတွေရှိပါတယ်အထူးသဖြင့်မြန်မာနိုင်ငံသားအချင်းချင်းဆိုတော့ဈေးကွာရှာရတာပို့လွယ်တာပေါ့ဗျာကြောင်းရတာစမ်းထုံးကြည့်ခြင်းစိတ်ပေါက်လာပြီးဘလို့ဆော့ထုံးလို့ရမလဲလွယ်လေးပါ browser မှာရွှေ cloud.com လို့ရိုက်ထည့်လိုက်ရုံပါတယ်ဖုန်းနဲ့ပဲဖြစ်ဖြစ်ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်အလွယ်တကူအကောင့်ဖွင့်ပြီးဝင်ရောက်အသုံးပြုနိုင်ပါတယ်ဟုတ်ပါတယ်ကိုကျော်တခုထပ်မေးချင်တာကတော့လုံခြုံရေး security ပါအခုခေတ်က online မှာ hack ခံရတာတွေ data အခုခံရတာတွေများနေတော့ရွှေ cloud ကရော block စိတ်ချရလေဒီအချက်ကရွှေ cloud ရဲ့အားသာချက်ပါတယ်သူတို့က SSL encryption နည်းပညာကိုတုံးထားတဲ့အတွက်ကိုယ့်ရဲ့အချက်လက်တွေစကားဝတ်တွေကိုကြားကနေဖြတ်ခူးလို့မရအောင်ကာကွယ်ထားပါတယ်ပြီးတော့ Facebook လိုပဲ two factor authentication လို့ခေါ်တဲ့ဖုန်းနဲ့ချိတ်ပြီးကိုတောင်းတဲ့စနစ်လည်းပါဝင်ပါတယ်အော်နိုင်ငံတကာအဆင့်မီလုံခြုံရေးစနစ်တွေတုံးထားတယ်ဆိုတော့စိတ်ချရတာပေါ့ဒါဆိုရင်စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကိုတောရအောင်ရွှေ cloud မှာ content creator တွေအတွက်ငွေရှာလို့ရတယ်ဆိုတာတကယ်လားတကယ်ပါမသိတာဒါကတခြား platform တွေနဲ့မတူတဲ့အချက်ပါရွှေ cloud မှာ monetize anything ဆိုတဲ့ concept ကိုတုံးထားတယ်ကိုတင်လိုက်တဲ့ post ဓာတ်ပုံဗီဒီယိုကစားဈေးတက်မှတ်ပြီးရောင်းလို့ရတာဗျာနေပါအောင်ရှင်းပြပါအောင်ဥပမာကျမကဓာတ်ပုံဆီယာမတယောက်ဆိုပါစို့ကျမရိုက်ထားတဲ့ပုံလလလေးတွေကိုတင်ပြီးရောင်းလို့ရတယ်ပေါ့နော်လုံးဝရပါတယ်ဥပမာမတိတာကပကံပရားပုံအလှလေးဓာတ်ပုံရိုက်ထားတယ်အဲ့ဒီပုံကိုရွှေ cloud မှာတင်တဲ့အခါ premium post အနေနဲ့သတ်မှတ်လိုက်လို့ရတယ်ကြည့်ကျင်တဲ့သူကသတ်မှတ်ထားတဲ့ငွေပမာဏဥပမာ1000ကျပ်ပေးမှအဲ့ဒီပုံကိုကြီးကြီးလေးလေးမြင်ရမှာဒါမှမဟုတ် download လုပ်လို့ရမှာမျိုးပေါ့ဗျာဟာမိုက်လိုက်ချီလားအရင်ဆို Facebook မှာပုံတင်နေ like ပဲရတာလေပတ်စံမရဟုတ်ဒီမှာကကိုယ့်လက်ရကိုတန်ဖိုးဖြတ်လို့ရတာပေါ့နော်ဗီဒီယိုတွေရောရလားရတာပေါ့ဗီဒီယိုတွေလည်းဒီအတိုင်းပါပဲဥပမာပညာရေးဗီဒီယိုသင်ခန်းစာတွေဒါမှမဟုတ်ဟာတာဗီဒီယိုအပိုင်းတိုလေးတွေကိုတီးတန့်ကြည့်ချင်တဲ့သူတွေအတွက်ဈေးနှုန်းတတ်မှတ်ပြီးရောင်းချလို့ရပါတယ် YouTube လိုကြော်ညာဝင်မှပတ်စံရတာမဟုတ်ဘူးကြည့်သူ fantasy ခန့်နေတိုက်ရိုက်ဝင်ရတာပါ content ဒီမတင်မကကုန်ပစ္စည်းတွေရောင်းလို့ရတယ်လို့ကြားတယ်မှန်ပါတယ်ရွှေ cloud မှာကိုယ့်ရဲ့ကိုယ်ပိုင်အကောင့်တို့မဟုတ် page မှာကုန်ပစ္စည်းတွေကိုတင်ရောင်းလို့ရတယ်လို့အဲ့ဒီပစ္စည်းတွေကိုဝယ်ယူသူကတိုက်ရိုက်ငွေချေနိုင်တဲ့စနစ်တွေလည်းပါဝင်လာဖို့ရှိပါတယ် online shop သမားတွေအတွက်ရော digital product ebook တို့ design file တို့ရောင်းချင်တဲ့သူတွေအတွက်ပါအရှင်းပြပါတယ်ဒါဆိုရင်ရလာတဲ့ parcel တွေကိုရောဘယ်လိုထောက်မလဲရွှေ cloud မှာ wallet စနစ်ပါပါတယ်ကိုယ့်ရဲ့ content တွေကိုရောင်းလို့ရလာတဲ့ point တွေငွေတွေကိုဖုံးပေအနေနဲ့ပြန်လဲတာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ bank account PayPal လို့ band တို့နဲ့ချိတ်ဆက်ပြီးထုတ်ယူနိုင်အောင်စီစဉ်ထားပါတယ်တကယ်ကိုပြည့်စုံတာပဲနော်ကိုဖန်တီးမှုကိုငွေထက်အောင်ဖန်တီးပေးတဲ့နေရာတစ်ခုပဲဟုတ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့မြန်မာ content creator တွေအမှုပညာရှင်တွေဈေးသည်တွေအနေနဲ့ရွှေ cloud ကိုစမ်းသုံးကြည့်သင့်ပါတယ်ကိုယ့်ရဲ့ဖန်တီးမှုတွေကနေတကယ်ဝင်ခွေရနိုင်မဲ့လမ်းကြောင်းတစ်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ကိုကျော်ရေနောက်ထောင်သူတွေလည်းရွှေ cloud.com မှာအကောင့်ဖွင့်ပြီးကိုယ့်ရဲ့အမှုပညာတွေကိုငွေထက်အောင်ပြောင်းလဲကြည့်ကြဖို့တိုက်တွန်းလိုက်ပါစီနော်